အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ collection မြန်မာ page list ကနေ channel ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ငယ်ငယ်တုန်းကကြောင်းလစ်ပြီးစော့ခဲ့ရတဲ့ Dota 1 Warcraft 3ကိုအခုအချိန်မှာ online ကနေတငယ်ချင်းတွေနဲ့ပြန်စော့ကျင်တယ်ဒါပေမဲ့ဘေးမှာစော့ရမယ်မသိဘူးဆိုတဲ့တငယ်ချင်းတွေအတွက်ဒီဗီဒီယိုလေးလုပ်ပေးလိုက်တာဖြစ်ပါတယ်ဒီနေ့မှာတော့ ICK platform ကိုအသုံးပြုပြီးတော့ account ဖွင့်ဒီကနေ game တွေဝင်စော့တဲ့အထိအဆင့်ဆင့်ကို9မိနစ်တွင်တေချာအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ကဲကျွန်တော်တို့ဗီဒီယိုလေးစလိုက်ရအောင်။ပထမဆုံးအနေနဲ့ကျွန်တော်တို့ Chrome browser ဝင်ပြီးတော့ ICK ဆိုပြီးတော့ရိုက်ရှာလိုက်ပါ။အဲ့မှာအပေါ်ဆုံးကကြာလာတဲ့ ICK.com ကိုဝင်လိုက်ပါ။အဲ့ဒီမှာ download ဆိုတာလေးရှိပါတယ်။အဲ့ဒီ download ဆိုတာလေးတွေကိုဝင်ပြီးတော့ကျွန်တော်တို့လိုအပ်တဲ့ file လေးတွေ download ဆွဲပေးရမှာဖြစ်ပါတယ်။လိုအပ်တဲ့ file လေးကတော့ ICK Dota ရဲ့ဒီမှာ original Dota ရဲ့အဲ့ဒီနှစ်ခုကတော့ map file တွေဖြစ်ပါတယ်။နောက်ပြီးတော့ game software အတွက် download game client လေးလည်းလိုပါတယ်။အဲ့ဒါကတော့ကျွန်တော်တို့ Warcraft 3ကို download ပြန်ဆွဲပေးရမှာဖြစ်ပါတယ်။အဲ့မှာ download ဆွဲဖို့အတွက်လည်းကျွန်တော်အကုန်လုံး link တွေပြန်ချပေးရမှာဖြစ်ပါတယ်။ကျွန်တော်ရဲ့ description မှာကြည့်လို့ရပါတယ်။ပထမဆုံးအနေနဲ့ကျွန်တော်တို့ ICK Dota latest stable version နဲ့ original Dota 6.83တို့အရင်ဆုံး download ဆွဲမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ download game client ဖြစ်ပါတယ် download game client ကိုလှည့်လိုက်တာနဲ့ကျွန်တော်တို့ Warcraft 3 program 3 file ကိုကျွန်တော်တွေ့ပါလိမ့်မယ် media file နဲ့ link တင်ပေးတာဖြစ်တဲ့အတွက်အဲ့ link ကနေတစ်ဆင့်ဝင်ပြီးတော့ download ဆွဲလိုက်ပါဒုတိယအဆင့်အနေနဲ့ကတော့ကျွန်တော်တို့ ICK မှာသွားပြီးတော့ account ဖွင့်ပေးရမှာဖြစ်ပါတယ် account ဖွင့်ပြီး step by step ကိုလည်းကျွန်တော် video နဲ့တေချာလေးရှင်းပြပေးထားပါတယ် new account registration ဆိုတာကိုနှိပ်ပါအဲ့မှာသူမိတာလေးဖြည့်ပေးလိုက်ရင်ရပါပြီလောရင်မှာတော့ကိုယ့်ရဲ့ username ထည့်ပေးရမှာဖြစ်ပါတယ်နောက်ပြီး step 2ကိုနှိပ်ပါအဲ့မှာ password ဖြည့်ပေးရမှာဖြစ်ပါတယ် password ကိုဖြည့်ပေးရပါမယ်အမအဖော်ဖြည့်ရဲ့ password တိုင်းပဲပြန်ပြီးတော့ပြန်ထည့်ပေးပါနောက်ပြီးတော့ email ဖြည့်ပေးပါဒီမှာရှိတဲ့ Gmail တစ်ခုကိုဖြည့်ပေးလိုက်ရင်ရပါတယ် step 3အနေနဲ့register ဆိုတဲ့ဟာကိုနှိပ်ပေးလိုက်ရင်ရပါပြီ step 4အနေနဲ့ကတော့ကိုဖြည့်လိုက်တဲ့ email ကို message ရောက်ပါလိမ့်မယ်အဲ့ message ကနေမှတစ်ဆင့် activate လုပ်ပေးလိုက်ရင်ရပါပြီကျွန်တော်ကတော့ account ဖွင့်ပြီးသားပြီဖြစ်တဲ့အတွက် activate လုပ်တာလေးမပြပေးတော့ပါဘူးပြီးသွားရင်ကျွန်တော်တို့ခုနက download ဆွဲထားတဲ့ file လေးတော့ file ရပါလိမ့်မယ်အဲ့ file 3 file ထဲမှာဇင်းနဲ့ချုပ်ထားတဲ့ file လေးကိုဖြည့်ဖို့အတွက် password လိုပါတယ် password ကိုလည်းသူ့ရဲ့ website မှာတခါတည်းပေးထားပြီးသားပါအဲ့ဒီ password တိုင်းဖြည့်လိုက်ရင်ဇစ်ဖြည့်လို့ရပါပြီစစ်ဖြည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့တွေ့ရတဲ့အတိုင်းပဲ file လေးတော့ file တွေ့ပါလိမ့်မယ် install လုပ်တဲ့အခါကျရင်လေ install လုပ်ဖို့အတွက်လိုအပ်တဲ့ CD key ကိုလည်းသူ့ရဲ့ notepad လေးထဲမှာထည့်ပေးထားပါတယ်အဲ့ထဲမှာ Warcraft 3ကိုအရင်ဆုံး install လုပ်ပါမယ်အဲ့ CD key လေးကို notepad ထဲမှာသွားကြည့်ပြီးလို့ရပါတယ် Warcraft 3အတွက်ဆိုရင် Warcraft 3ရဲ့ key ကိုထည့်ပါကျွန်တော်တော့ location ကိုဒီမှာပဲပေးထားလိုက်ပါတယ်ပြီးသွားရင်ပိတ်လိုက်ပါမယ်နောက်ပြီးသွားရင် Warcraft 3ပြီးသွားရင် Frozen 3ကိုထပ်ထည့်ပါမယ် Frozen 3ကိုထည့်ပါလုံးပတ်ထဲမှာရှိတဲ့ key ကိုထည့်ပေးလိုက်ရင်ရပါပြီ
နောက်ဆုံးစစ်အနေနဲ့ကတော့ကျွန်တော်တို့နောက်အောက်ဆုံးမှာရှိတဲ့ war3 tft ဆိုတဲ့ file ကို run ပေးရမှာပဲဖြစ်ပါတယ်install လုပ်ဆောင်တဲ့စနစ်ပြီးသွားရင်တော့ကျွန်တော်တို့ desktop ပေါ်မှာ Warcraft 3နဲ့ Proton 3ဆိုတဲ့ icon လေးတွေပေါ်လာမှာဖြစ်ပါတယ်။အဲဒီစင်ပြီးသွားရင်တော့ကျွန်တော်တို့ပုံမှန်တိုင်းဖြစ်တဲ့ Dota ကို offline ခုတ်တဲ့ဟာတော့ရပါပြီ။ online ခုတ်ဖို့အတွက်အဆင့်တစ်ဆင့်ဆက်လုပ်အောင်ပါပဲ။ကျွန်တော်ပထမဆုံးတင်နဲ့ကျွန်တော်တို့မှာ download ဆွဲထားတဲ့ map file နှစ် file ကို copy ယူပါ။ယူပြီးသွားရင်ကျွန်တော်တို့ကမှ install လုပ်ထားတဲ့locality တွေက map ထဲမှာသွားပြီးတော့ download file ဆိုပြီးတော့ဖွဲ့ပါ file ဖွဲ့လိုက်ပါ file ဖွဲ့ပြီးတော့ file တွေကိုဥပမာ copy လုပ်ထားတဲ့ map နှစ်ခုကို paste လုပ်ပေးလိုက်ပါနောက်ဆုံးအဆင့်အနေနဲ့ကတော့ကျွန်တော်တို့ online shop ဖို့အတွက်အရေးကြီးတဲ့ ICCAT Star Launcher ကို download ဆွဲပေးရမှာဖြစ်ပါတယ်အဲဒီအတွက်ကျွန်တော်တို့ ICCAT ထဲကိုပြန်သွားပြီးတော့ ICCAT Beta Star Launcher ကို download ဆွဲပေးရမှာဖြစ်ပါတယ် download ဆွဲပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ file လေးကို desktop ပေါ်တင်ပြီးတော့ right click နှိပ်ပြီးတော့ run administrator နဲ့ဖွင့်ပေးရမှာဖြစ်ပါတယ်ဗီဒီယိုမှာပြထားသလို file လေးပွင့်လာပြီဆိုရင်တော့သူလိုအပ်တဲ့ file တွေကို download ထပ်ဆွဲပါလိမ့်မယ်ခဏဆောင်ပြီးပါdownload ဆွဲရလောက်ဆောင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ play warcraft 3ဆိုတာကိုတန်းနေလို့မရပါဘူးကျွန်တော်တို့အရင်ဆုံး browse ကိုသွားပါကျွန်တော်တို့ခုမှမှာ install လုပ်မှထားခဲ့တဲ့ locality တွေက warcraft 3တွေကိုသွားပါအဲဒီမှာ home အောက်ဆုံးမှာ war3 ဆိုတဲ့ file လေးကို open လုပ်ပေးလိုက်ပါပြီးတော့မှ play warcraft 3ကိုနှိပ်ပေးပါပုံလေးပွင့်လာပါလိမ့်မယ်အဲ့ဒီမှာ ICCAT ဆိုတဲ့ဟာလေးကိုနှိပ်ပါအဲ့ပါဟိုမှာကျွန်တော်တို့ ICCAT website မှာ register လုပ်ထားတဲ့ account နဲ့ user name ကိုဖြည့်ပါ login ကိုနှိပ်ပါကျွန်တော်တို့ online ကနေဆော့ဖို့အတွက် channel တွေအများကြီးရှိပါတယ်အဲ့ channel တွေမှာမှကျွန်တော်က Asian ဆိုတဲ့ server တွေကိုပဲကျွန်တော်က join ပြီးတော့ကစားပါတယ်server ထဲမှာပဲကျွန်တော်တို့ကိုယ်တိုင် create game ပဲလုပ်ပြီးတော့လုပ်မလားဒါမှမဟုတ်ရင်သူများထောင်ထားတဲ့အချိန်မှာဝင်ပြီးတော့ join game လုပ်ပြီးတော့ဆော့မလားအားဆိုရင်ဆော့လို့ရပါပြီအခုဆိုရင်ဗီဒီယိုမှာမြင်ရတဲ့အတိုင်းပဲကျွန်တော်တို့စားဖို့ဆော့ဖို့အတွက် ready ဖြစ်နေပါပြီအခုဆိုရင်တော့တကယ်ချင်းတို့လည်း Dota 1ကိုအောင်မြင်မြင်နဲ့ online မှာချိတ်ဆက်ကစားနိုင်ပြီလို့ညွှန်လင့်ပါတယ်ဆော့ရင်းနဲ့အခက်အခဲတစ်စုံတစ်ရာရှိရင်ပဲဖြစ်ဖြစ်နားမလည်ရရှိရင်ပဲဖြစ်ဖြစ် comment မှာမေးခဲ့လို့ရပါတယ်ဒီဗီဒီယိုလေးကလူချင်းမျိုးတို့အထောက်အကူဖြစ်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးဖို့လည်းတောင်းဆိုပါတယ်အားလုံးပဲအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံမယ်အားလုံးပဲ bye bye